coffee မနေ့ကမမိုးလင်းနေပြီပဲဒီနေ့ကဘာနေ့ပါလဲဟာဒီနေ့ကတနင်္ဂနွေနေ့ပဲဒါဆိုရင်တော့ငါ့တငယ်ချင်းတွေနဲ့ဂိမ်းတော့ဆော့ရမင်းနေပြီရောမျက်နှာလေးတက်လိုက်ပါဦးမယ်ကဲမျက်နှာလေးတက်ပြီးတော့ပြီဆိုတော့ငါဝယ်ထားရဲ့အိတ်တယ်လို့တော့ရွာမယ်အိတ်လေးစီအရန်ကြီးတာအဲ့တော့အိတ်တယ်လို့တန်မိုးရှိနေခင်တော့လိုက်ပါမယ်ဟမ်အိတ်တယ်ရောအိတ်တယ်မထတော့ကြီးဟဲ့မှာထတာပါဘသူယူသွားတယ်မဖြစ်သေးပါငါနေရနဲ့လိုက်ရှာကြည့်လိုက်ပါဦးမယ်တပည့်နေအောင်ပါရောမရှိပါငါမနေ့ကဝယ်လာပြီးတိကျတိတ်ခါအရင်တည်းရှိတယ်အဲ့ဒါပြောလို့မဖြစ်ဘူးဘီလီယံထရီလီယံနဲ့ဟိုတမိုးရှိတာဈေးရလေမတရားချီဘသူယူသွားပါလေဘယ်ဖြစ်သေးပါဘယ်လိုလုပ်ရင်ကောင်းမလဲဖုန်းဆက်လိုက်ပါဦးမယ်ဟယ်လိုတငယ်ချင်းလားငါ့ရဲ့ပတ်စံလေးပြုတ်သွားလို့ဟဲ့ငါကူလာရှာပေးပါဦးနင်အားရလားငါအားဟာငါမရနေမကောင်းလို့လေအဲ့တော့မလာနိုင်တော့ဘူးနော်ဒါပဲငါတော့ရရှိလို့ပါပြီငါ့တငယ်ချင်းတွေကလည်းကိုနေချင်းသူတို့ပစ္စည်းတွေငါကြောက်ခေါ်ပြီးငါကိုရှာပေးရငါဘယ်လိုကောင်းကောင်းမလဲဒီဖုန်းနဲ့တောင်းလို့ဆိုလို့မရဘူးဘယ်လိုလဲငါထားခဲ့မိပါလဲတွေးစမ်းမရဘူးဟမ်နောက်ထပ်ကဘာတန်းရောနောက်ထပ်ချလိုက်သလားလို့ဟိုချစ်တဲ့တိုင်ဟုတ်တယ်မလားစာအုပ်ချစ်တဲ့တိုင်မလားဘာတူလဲမသိဘူးသူမလည်းမရှိတော့ပါဘူးဟာလည်းငါစိတ်တွေကြောင်ကြဲနေဖြစ်နေထင်တာပဲကဲဒီပါလေးချလိုက်ပါဦးမယ်အိမ်လေးပြတ်သွားတာဆိုတော့ငါအိမ်ကိုရှာရအောင်ပဲဒီနေ့ရှာပြီးတော့မအိမ်မယ်ဆုံးပြတ်ချလိုက်ပြီးနော်ဖုန်းလေးတော့တင်လိုက်ပါဦးမယ်ကဲဖုန်းလေးတင်ပြီးတော့ပြီးဆိုနေစိလာစားတော့စပင်းလေးနဲ့ပဲပြင်ထားလိုက်ပါဦးမယ်ဒီနေ့ကဘယ်မှလည်းတိတ်မတော့ဆရာမရှိဘူးဟိုလိုပတ်ပြီးတော့ပဲပြင်းလာတော့မယ်မလေးစပင်းဘာဖြစ်လဲဘာလို့လူနဲ့စပင်းကငါ brain မောင်းလိုက်နေရအမလေးဒူးလေးနဲ့နာသွားတယ်နာလိုက်တာတော့နာရဟာဘယ်လိုလဲကောင်းမလဲ ouch နာလိုက်တာဒီတိုင်းဆိုရင်ငါအိမ်ပြန်လို့မရတော့ဘူးတော်တန်ရပြင်းတာပဲငါဘယ်လိုလုပ်ရင်ကောင်းမလဲတကယ်ချင်းနေလည်းမအောင်တဲ့အဲ့တော့ငါဘာပဲရတယ်လို့ပဲအိမ်ပြန်ရမှာပေါ့ထားရအောင်ထားလိုက်ပါဦးမယ်နာလိုက်တာဒီဟာစပင်းတိထားလေးလို့စီးသွားမယ်စပင်းလည်းမစီးရမကြလို့လားမသိဘူးငါတော့မစီးတတ်တယ်လို့တော့ပဲငါ့ပစိုက်ကဘယ်ရောက်နေရလဲဘယ်ရောက်နေလဲမသိဘူးစပင်းကဘာလဲကောင်းလဲအေးငါပြေရောက်ငါအိမ်မက်နဲ့ချနာပဲငါ့ပစိုက်ရှိပါသေးတယ်ပစိုက်ကဟုတ်တယ်ဒါဆိုအိမ်မက်တစ်ခုတော့ချနာပဲဒါပေမဲ့တကယ်ချင်းရငါ့ကိုပေါ်ရင်ပဲပေါင်းကြတယ်လိုချင်တာရှိငါရှူလာခဲ့တယ်ဒီကစားပြီးတကယ်ချင်းတွေကမခေါ်တော့ငါဘာပဲနေတော့မယ်ဒီနေ့ဗီဒီယိုလေးတော့ပါပဲဗျာစိတ်ကြကြတယ်အားလုံးနဲ့ကျေးဇူးပါတယ်